ရီနာတယောက်ကတော့မိုင်းပြည့်သက်သွားတော့မှမို့တကယ်ချင်းတွေကိုနှုတ်ဆက်နေရကိုကြည့်ရင်သူတို့နိုင်ခဲ့တာတွေကိုမှတ်ရနေပါတယ်။ဒါကိုတော့တကယ်ချင်းချင်းလုပ်တဲ့ကိစ္စတွေပါပဲဆိုပြီး France ဇုံထဲကိုမရောက်ရအောင်တွင်ပြလိုက်ပါသေးတယ်။သူဒီလိုတွေ့ပြီးမိုင်းကိုစိုက်ကြည့်နေရကိုတော့သူ့ကိုအနောက်ကနေကြည့်နေရဲ့ကိုတိုကမြင်သွားပြီးစိုက်ကြည့်နေရတော့လို့ပြောလိုက်ပါတယ်။နောက်တော့ရီနာရဲ့ဝင်းကြီးကမိုင်းစီပါသွားပြီလားလို့မေးတော့ရီနာလည်းမိုင်းကလှလို့ဒီအတိုင်းငဲကြည့်နေရပါဆိုပြီးပြန်ပြေးလိုက်ပါတယ်။ကိုတိုကိုလည်းမိုင်းထဲကငဲတငယ်ချင်းတွေမလားဆိုပြီးပြောတော့ကိုတိုကသူတို့နှစ်ယောက်ကြားကကိစ္စတချို့ကိုပြောပြပြီးမိုင်းနဲ့တာနီးနီးနေမယ်ဆိုရင်တရက်ကြာမိုင်းဒုက္ခရောက်တာကိုမြင်ရနိုင်တယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မိုင်းကတော့သူ့သွားတော့မယ်ဆိုပြီးအားလုံးကိုခြုံလို့ဆက်ရင်ထွက်သွားတော့တာမို့ရီနာနဲ့မိုင်းကိုလိုက်မကြည့်နဲ့ဆိုပြီးသူ့ကိုသူတတိပေးနေရပါတယ်။အပြင်ရောက်သွားတဲ့မိုင်းကတော့ရီနာကိုသူမသွားခင်အလွမ်းလေးတည်ခြင်းတို့ခါမိုးထက်ကိုတက်လာပါဆိုပြီးစာလန်းပို့လာပါတယ်။ဒါနဲ့ရီနာလည်းသူ့ရင်သာသွားလိုက်အောင်မယ်ဆိုပြီးတိုကိုရှိရနေမိုင်းရှိတဲ့ခါမိုးထက်ကိုရောက်လာတဲ့အချိန်မှာတော့မိုင်းကသူ့ကိုအုတ်နေရာမှာကတ်ချပြလိုက်ပါတယ်။နောက်တော့ရီနာကိုသဘောကျတယ်ဆိုပြီးပြောတာနဲ့ရီနာလည်းသူလည်းသဘောကျပါတယ်တငယ်ချင်းလိုပဲဆိုပြီး France ဇုံနဲ့ထပ်သွင်းလိုက်ပြန်ပါတယ်ဒါကိုတော့မိုက်ကတော့အတင်းကျပ်တွေဖက်ပြီးနှခမ်းတွေပါပိန်နှံပြစ်လိုက်တာမို့ရီနာလည်းကျောင်းမှာအဲ့လိုမလုပ်နဲ့ဆိုပြီးတွန်းထုတ်ပြလိုက်ပါတယ်ဒါကိုလည်းမိုက်ကနောက်ဆုံးရက်ကိုအေးစစလေးသွားကျင်တာပါဆိုပြီးအတင်းကောက်ဖက်လိုက်ပြီးတော့မှထွက်သွားပါတယ်ကြံနေခဲ့ရတဲ့ရီနာခမရမှာတော့မိုင်ရဲ့ကိုသိန်းနယ်လေးတွေကိုအခုတတိရနေသေးတာမို့စိတ်ထဲမှာလွမ်းတာတို့ဆွေးတာလိုလိုတွေဖြစ်နေပါတော့တယ်ဒါနဲ့ပဲမိုင်เจ้าတွေတွေ့ရရမယ်ဆိုပြီးပိတ်ော်လိုက်ပေမဲ့ညနေကျောင်းစင်းလို့အိမ်မြန်တဲ့ရထားပေါ်မှာကစားမိုင်းမျက်နှာပါတဲ့ကြွညာကိုမြင်နေခဲ့ရပါတယ်။မိုင်းရဲ့နှခမ်းနှလာတွေကိုမြင်တော့သူတကယ်ပဲအဲ့နှခမ်းတွေနဲ့ထိခဲ့တာလားအိမ်မလားဆိုပြီးကြောင်ချစားတွေဖြစ်နေပါတယ်။မိုင်းမရှိတဲ့ကျောင်းဖွင့်ရမှာလဲတငယ်ချင်းတွေဖြစ်တဲ့ကောဟိုကပြင်းပြရှိအိတ်နေခဲ့ပြီးမိုင်းကိုလိုက်ပြန်နေတဲ့ကိုတိုကတော့နေမနာညာမနာစာရီစူးစမ်းနေပါတယ်။အကြီးဆိုင်ကတော့သူ့ဟာနဲ့သူနေခဲ့တာမို့ရီနာလည်းအကြီးဆိုင်နဲ့အပြင်ထွက်လေခြင်းတဲ့ကိစ္စကိုမပြောရဲပဲကြောက်နေပါတယ်။နောက်တော့မိုင်းမရှိလဲသူ့အဆင်ပြေတယ်ဆိုတာကိုသက်သေပြချင်တာရောမိုင်းထိချုံမှုအောက်ကနေလွတ်ချင်တာရောနဲ့အကြီးဆိုင်ကိုအပြင်ထွက်လေဖို့ပြောလိုက်ပါတယ်။သူကသာအာတင်ပြီးပြောလိုက်ရပေမဲ့အကြီးဆိုင်ကတော့ကောင်းသားပဲဆိုပြီးဘာမှမဟုတ်တဲ့ကိစ္စလို့ပြပြေတာမို့ရီနာလည်းဒီလောက်ပဲလားဆိုပြီးအံ့ဩသွားပါတယ်။နောက်တော့နှစ်ယောက်သားရှော့ပင်းတူတူထွက်ကြရတာကနေအကြီးဆိုင်ဆိုးရတဲ့နှခမ်းနီလေးကိုရီနာကချစ်စရာကောင်းတယ်ဆိုပြီးပြောတာနဲ့အကြီးဆိုင်လည်း Q ခဲလေးလို့လုပ်ပြလိုက်ပါတယ်။ဒါကမြင်တော့ရီနာလည်းချစ်စရာကောင်းလိုက်တာဆိုပြီးဖုန်းထဲမှာမတက်တင်လာနေတာနဲ့နောက်တစ်ခါထပ်လုပ်ခိုင်းလိုက်ပါတယ်။ခဏနေတော့အကြီးဆိုင်ကအပေါ်တက်သွားရအောင်ဆိုပြီးရီနာရဲ့လက်ကိုလှမ်းခိုင်းလိုက်တာမို့ရီနာလည်းအကြီးဆိုင်ကိုမိုင်လိုပဲတွေ့ပြီးသူ့ကိုကြိုက်နေရတာလို့မေးမိလိုက်ပါတယ်။မိုင်ရဲ့အဲ့ဒီကိစ္စတွေဖြစ်ပြီးကြတဲ့ကအားလုံးကိုမိုင်လိုပဲတွေ့နေခဲ့တာကြောင့်သူ့ကိုသူလည်းအံ့ဩနေခဲ့ရပါတယ်။အကြီးဆိုင်ကတော့ဘလုံးဝမနေပဲတကယ်ချင်းချင်းကြိုက်တာပေါ့ဆိုတဲ့စကားကိုပြောလိုက်တော့မှရီနာရဲ့ပုံမှန်တိုင်းပဲဖြစ်သွားပါတယ်။နောက်တော့အကြီးဆိုင်ကိုတဝူဒီသောသမီးလားဆိုတာတွေမေးတော့အကြီးဆိုင်ကသူ့အောက်မှာမောင်လေးနှစ်ယောက်ရှိတယ်ဆိုတာတွေနဲ့ဂိမ်းဆော့တာအရင်တော်တယ်ဆိုတာတွေကိုပြောပြပါတယ်။အားလုံးကယောက်ျားလေးတွေကြီးဖြစ်နေတော့အခုလိုမိန်းမလာနေနဲ့ရှော့ပင်းထွက်ချင်နေရလို့ပြောတော့ရီနာတယောက်ရင်တွေခုန်လာပါတော့တယ်။ဒါနဲ့ပဲသူ့ကိုသူလက်ဘီရလာဆိုတဲ့စိတ်တွေဝင်လာခဲ့တော့တာမို့အတန်းပေါ်ယောက်ျားလေးနှစ်ယောက်သူတို့ကိုလာနှုတ်ဆက်တဲ့အချိန်မှာတော့အတော်ကိုတွေ့ဝင်နေခဲ့ပါတယ်။မသိတဲ့သူတွေနဲ့ဆိုကြောက်စိတ်ရှိတဲ့ရီနာကသူ့လိုလိုကိုအနောက်ကိုဆုတ်သွားခဲ့မိပြီးယောက်ျားလေးတွေကဆက်တဲ့ဆိုင်ထိုင်ဖို့ပြောလာတဲ့အခါမှာတော့လေးပါကျသွားခဲ့ပါတယ်။အကြီးဆိုင်နဲ့ရီနာပြန်တတိရလာတော့မှရီနာယောက်ျားလေးတွေနဲ့အစမပြေတာကိုသိသွားပြီးရီနာကိုဒီလိုမတတ်မတာဖြစ်အောင်လုပ်ခဲ့လို့တောင်းပန်ပါတယ်ဆိုပြီးပြောလာပါတယ်။ပြောရင်းနဲ့လည်းရီနာလက်ကိုကန်ထားခဲ့ပြီးသူ့အိမ်ကငယ်နှစ်ယောက်ဆိုရင်လေဒီလိုလက်ကင်ပြီးပြောရင်ကောင်းကောင်းနားထောင်ကြတယ်ဆိုတဲ့အကြောင်းလဲကြော်ညာဝင်လိုက်ပါသေးတယ်။နောက်တော့အိမ်မြတ်ကြမယ်ဆိုပြီးထွက်လာခဲ့တဲ့အချိန်မော်ရိတ်ကနေရာမှာကတ်ထားတဲ့ဂိမ်းကြော်ညာဆိုင်ပူကိုတွေ့တော့အကြီးဆိုင်ကစော့ကျင်လိုက်တာဆိုပြီးပြောလာပါတယ်။ဒါကိုကြတော့ရီနာလည်းသူအဲ့ဒီဂိမ်းခွေဝယ်လာတယ်ဆိုပြီးမနေ့ကသူ့အိမ်မှာတူတူဆော့ရအောင်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲအိမ်ရောက်တဲ့အချိန်မှာတော့မိုင်ကသူ့စီကိုပုံတွေနဲ့ message တွေစလိုက်ပို့ထားပြီးဖုန်းမခေါ်လာတာနဲ့ရီနာလည်းပုံမှန်တိုင်းဟန်လို့ပြန်လုပ်လိုက်ပါတယ်။ဒါကိုမိုင်ကတော့အတန်ကအေးဆက်ဆက်နဲ့မို့သူ့ကိုလွမ်းလို့စိတ်ကောက်နေရလားဆိုပြီးမေးရတယ်။ရီနာလည်းဖြစ်စရာလားလို့ပြန်ပြောရတာမို့မိုင်လည်းမစိုးရင်ပါနဲ့သူဒီနေ့သပင်စီးထားတယ်လို့ပြောလိုက်ပါတယ်။ဒီတော့မှရီနာကနေ့ကို TV မှာတွေ့လိုက်တယ်။မိုက်တယ်ဆိုပြီးအဲ့ဒီမှာအဆင်ပြေရလားဆိုတာတွေကိုတကယ်ချင်းတယောက်ကတယောက်ကိုမေးသလိုပဲမေးလိုက်ပါတယ်။မိုက်ကလည်းဒီအလောက်ကလူရိုင်းလုံနိုင်တဲ့အလုပ်ပဲဆိုပြီးသူ့ကိုထူးခြားစေတာကတော့သူမအမေရဲ့သမီးဖြစ်နေတဲ့တခုတည်းသောအကြောင်းပဲချက်ပဲလို့ပြောပါတယ်။ဒါနဲ့ရီနာလည်းဘာဖြစ်တာလဲဆိုပြီးမေးလိုက်ပေမဲ့မိုက်ကတော့သူရှောက်ပြောနေရပါဆိုပြီးစကားလမ်းကြောင်းလွှဲသွားတော့တာမို့ရီနာကစိတ်ညစ်နေတဲ့အဝေးရောက်တကယ်ချင်းတယောက်ကိုပြန်မထားနိုင်ဘူးဆိုပြီးပြန်ပြေးပါတယ်။အဲ့ဒီမှာပဲမိုက်လည်းရီနာနဲ့အတူတူရှိလေသူရီနာပေါ်ချစ်တယ်ဆိုတာသိစားလေးပဲဆိုပြီးချစ်တဲ့လမ်းကြောင်းပေါ်ကိုရောက်သွားတာမို့ရီနာလည်းသူဒီနဲ့အကြီးဆိုင်တဲ့နှစ်ယောက်တည်းရှော့ပင်းထွက်ခဲ့တဲ့အကြောင်းပဲပြလိုက်ပါတယ်။ဒါကိုကြတော့မိုက်လည်းသူတို့ဝင်းနေရတယ်ပဲသူ့ကိုတစ္ဆာပေါက်တယ်ဆိုပြီးတက်ဆွဆွဲတော့တာမို့ရီနာလည်းဘာတွေပြောနေရလဲဆိုပြီးអော်လိုက်တော့မှမိုင်တယောက်သူ့လေတံကိုလျှော်သွားပါတယ်။နောက်တော့အကြီးဆိုင်နဲ့ထပ်ပေးချင်းမတွေ့နဲ့လို့လည်းမှားလိုက်ပြန်တာမို့ရီနာလည်းချင်းတွေ့တာမဟုတ်ပါဘူးဆိုပြီးအသေးအသေးပြန်ကြီးနေခဲ့ရပါတယ်။နောက်ရက်မှာတော့ရီနာကဂိမ်းတူတူဆော့ဖို့အကြီးဆိုင်ကိုသူ့ရင်စီအလဲခေါ်လာပြီးသူ့ညီမနဲ့ပါမိတ်ဆက်ပေးလိုက်တော့အကြီးဆိုင်ကလည်း
သူ့အိမ်ကိုလာလေဖို့ရီနာကိုထပ်ပေးပါတယ်ရီနာသာလာလိမ့်မယ်ဆိုရင်ဂိမ်းဆွဲနေတဲ့သူ့မောင်2ယောက်ကတော့ပြောတော့မှာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ရီနာကတော့အကြီးဆိုင်ဘလို့လူပုံစံမျိုးကိုကြိုက်တာလဲဆိုပြီးမစီမဆိုင်ကောင်းမေးချလိုက်တာမို့အကြီးဆိုင်လည်းလောလောဆယ်တော့သူ့မှာအဲ့ဒီလိုမရှိသေးဘူးဆိုပြီးပြောပါတယ်ရီနာကိုလည်းကြိုက်နေတဲ့သူရှိလားဆိုပြီးပြန်မေးလိုက်တာမို့ရီနာတယောက်သူမေးကတော့သူအသက်ခံလိုက်ရပြီးမရှိပါဘူးလို့ခါခါသေးသေးပြန်ပြေးခဲ့ပါတယ်အဲ့ဒီမှာအကြီးဆိုင်ကတော့သူ့အတွေ့အကြုံရဆိုရင်အဲ့ဒီမေးကိုမေးရတဲ့လူတွေကသူတို့မှကြိုက်နေတဲ့သူရှိလို့ဒါမှမဟုတ်ကိုကြိုက်နေလို့ဆိုတဲ့နှစ်မျိုးပဲရှိရလို့ပြောလိုက်ပါတယ်အခုရီနာကကြိုက်နေရလို့မရှိဘူးဆိုတော့သူ့ကိုကြိုက်နေရလားဆိုပြီးပေါ်တင်ချင်းမိချလိုက်တော့ရီနာတယောက်ဘလို့ဖြစ်ရမှန်းမသိပဲခေါင်းနဲ့ပန်းကြည့်သွားပါတယ်ဒါကိုကြည့်ပြီးအကြီးဆိုင်ကတဟားနဲ့ယဉ်နေခဲ့တော့မှသူ့ကိုအကြီးဆိုင်ကြက်နေရဆိုတာကိုရီနာသဘောပေါက်သွားပြီးခြေထောက်နဲ့ကန်လှုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအကြီးဆိုင်ရဲ့ပေါင်လာတွေဘုံမင်းကြီးပေါ်လာခဲ့သလိုတက်တက်ဆက်ဆိုင်မှာပဲမိုက်ကလည်းပြင်းတဲ့ကနေချက်ချင်းပဲပြန်ရောက်ချလာပါတယ်ဒီလိုနဲ့ရီနာတယောက်မိုင်းနဲ့အကြီးဆိုင်နဲ့ယောက်ျားမှာပြများနေတော့ညနေဆောင်လာခြင်းမှာတော့အကြီးဆိုင်ရဲ့အိမ်ပြန်ချင်းလည်းရောက်လာပါတယ်မိုင်းနဲ့ရီနာတို့အကြောင်းကိုရုံးရည်တည်နေတဲ့ရီနာညမကအကြီးဆိုင်ကိုတူလိုက်ဖို့မယ်ဆိုပြီးအတူတူထွက်သွားကြပါတယ်အခန်းထဲမှာကြံခဲ့တဲ့ရီနာကိုတော့မိုင်းကရဲ့ရောက်ချင်းအင်ဂျီတွေချုပ်ပြီးအလွမ်းနေတန်နေခဲ့တော့တာမို့ရီနာတယောက်လွတ်ပြရမှာလဲစီတဝင်းဝင်းစားရမှာလဲတဲတဲဆက်ဆက်ဆိုလိုဖြစ်နေပါတယ်အဲ့လိုအချိန်ကောင်းပါပဲရီနာရဲ့ညမကအလိုက်ကစုံမသိပဲအခန်းထဲကိုဝင်လာတာကြောင့်မိုင်းနဲ့ရီနာရဲ့လက်ရှိအခြေအနေကိုကိုယ့်ရဲ့ကိုယ်ဝင်ကြီးမြင်သွားပါတယ်ဒါနဲ့ပဲဘာမှမမြင်မသလိုဟန်ဆောင်ပြီးလှုပ်ရှားရှိရာဆက်လက်ဝပြောရင်အခန်းမြေကိုပြတ်ထွက်သွားလိုက်ပေမဲ့ရီနာကတော့သူညမမြင်သွားတာမို့ရှက်ပြီးမိုင်းကိုပိုင်ရလိုက်ပါတယ်အခြေအနေကိုရေးစားမိတဲ့မိုင်းလည်းချက်ချင်းပဲအဲ့ဒီနေရာကနေပြန်လာခဲ့လိုက်တော့တာမို့ရီနာရဲ့မခန့်တီးမခန့်တာဖြစ်ပြီးကြံနေခဲ့ပါတော့တယ်